ဒီကလေးကအရာတစ်ခုကိုစသတိထားမိသွားတယ်နှစ်သားတူလက်နဲ့ဘနာကရူကီကိုနှိပ်ပေးနေတာကိုတွေ့လိုက်တယ်ဒါကြောင့်သူကချစ်ချင်းသဘောပေါက်တော့သူကရူကီကိုလက်ညှိုးထိုးပြီး coach ကိုခေါ်လိုက်တယ်နှစ်သားကရူကီကိုကူညီပေးနေတာလို့ပြောလိုက်တယ် coach ကပြန်လက်ကြည့်တော့နေကူထဲမှာရူကီကအကျော်ရှော့နေတာပဲမြင်ရတယ်ဒါပေမဲ့ကလေးကတကယ်ယုံကြည်ပြီးတကယ်မြင်နေရတယ်လို့ပြောနေတာကြောင့် coach ကယူနေတာပဲလို့ထင်ပေမဲ့လေမင်းတို့အနိုင်ရဖို့နည်းနည်းမျှော်လင့်ချက်ရှိမလားဆိုပြီးစမ်းကြည့်ချင်သွားတယ်ဒါနဲ့အဖွဲ့ရဲ့နာမည်ကြီးဟစ်တာကိုထုတ်ပြီးရူကီကိုအစားထိုးဝင်ခိုင်းလိုက်တယ်လူတွေအံ့ဩသွားကြပြီးကစားသမားတွေတောင်ဘာဖြစ်လို့လဲဆိုပြီးစဉ်းစားလို့မရဖြစ်နေတယ်မီဒီယာတွေကအမူအရာအနှဲငယ်ရစရာဖြစ်ထင်နေကစားပရိသတ်တွေကတော့စိတ်ပြတ်သွားကြတယ်ပြောလင်ထားတယ်လို့ပဲရူကီကပွဲအစမှာပဲအမှားတွေပဲလွတ်မိနေတယ်ပထမ pitch လုံးမထိမိပဲကျွတ်သွားတာနဲ့ coach ကအလွန်စိတ်ညစ်သွားပြီးသွေးတိုးတောင်တက်လာပြီးလို့ပြောလိုက်တယ်။ဒါပေမဲ့အဲ့ဒီအချိန်မှာပဲအန်အော့စရာတစ်ခုချက်သွားခဲ့တယ်။အပြိုင်အသင်းရဲ့ pitch နောက်ကနှစ်သားတူပေါ်ထွက်လာပြီးလေထဲမှာလှည့်နေတဲ့ baseball ကိုအမြန်ကိုက်ဆွဲလိုက်တယ်။ဘောလုံးကိုကိုက်လိုက်ပြီးနောက်ချက်ချင်းအားရော့သွားပြီးခေါင်းကိုကပလိန်လိုအားနဲ့နဲ့ rookie စီအားရော့ပြီးပြန်လာတယ်။ rookie ကအန်အော့သွားပေမဲ့ချက်ချင်း bat နဲ့ရိုက်လိုက်ပြီးမှန်ကန်စွာလှည့်လေက zigzag လုပ်ပြီးလေထဲမှာအန်အောစရာအခြေအနေတစ်ခုဖက်သွားအောင်လုပ်လိုက်တယ်။ရူကီကသူအားလုံးကိုထဲပြီး home play စီပြဝင်သွားလိုက်တယ်။အပြိုင်အသင်းကဘောလုံးကိုမိချိန်မှာတော့သူကအမတ်ယူပြီးသွားဖြစ်နေတယ်။ဒါပေမဲ့အဖွဲ့အမတ်တွေမှာအတော်နောက်ကျနေဆဲဖြစ်နေတယ်။ဒီချိန်မှာတဲ့ကလေးလေးကနှစ်သားကိုထပ်မံမြင်သွားတယ်။မကြခင်မှာထိခိုက်ပြီးမကစားနိုင်တဲ့ပစ်ချာနောက်မှာပြန်ပေါ်လာတယ်။ဒါနဲ့သူကနောက်ထပ် coach ကိုခေါ်ပြီးပြန်ပြောပြလိုက်တယ်။သူကိုပြန်ဆော့ခိုင်းပါလို့ပြောလိုက်တယ်။ coach ကတိုင်းတရားရှိသေးပေမဲ့အခုချိန်မှာမြင်ခဲ့တယ်လို့နှစ်သားကူညီပေးမယ်လို့ယုံကြည်သွားပြီးစမ်းကြည့်ချင်သွားတယ်။နောက်ဆုံးဖြစ်ပေါ်လာတာကတော့မယုံနိုင်တဲ့မျက်နှာပေါ်အနာရှိသေးတဲ့ပစ်ချာကနှစ်သားကောင်းကြီးပေးမှုနဲ့အားလုံးထက်အလွန်လျက်မြန်တဲ့ချန်ပီယံတစ်ယောက်လို့အမှတ်ဆက်တိုက်ဖြစ်နေသွားတယ်။ဆရာကြီးတွေတောင်တုံ့ပြန်လို့မရအမှတ်ဆက်တိုက်ယူပြလိုက်တယ်။အဲ့ဒီလိုနဲ့နောက်ဆုံးမှာအနိုင်မရတော့မဲ့အဖွဲ့တွေကနှစ်သားတွေကူညီတာကြောင့်ကဲကိုမလွယ်တဲ့အောင်ပွဲကိုအောင်းနိုင်ခဲ့တယ်။